တွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲတူတူလေးလာကြမယ်တအုပ်နဲ့တအုပ်နားလည်မှုရှိဖို့ကအရေးကြီးတယ် It is important that we understand each other ဒုက္ခတိတွေတည်ဖို့ကအရေးကြီးတယ် It is important that we keep our promise ဒုစိတ်ပြောင်းမသွားဖို့ကအရေးကြီးတယ် It is important that we don't change our mind လက်ညှိုးမှုတွေအတိုင်းလုပ်ဖို့ကအရေးကြီးတယ် It is important that we do according to the guidelines တရားမှန်ဖို့ကအရေးကြီးတယ် It is important that grammar is correct ဒီတစ်ချိန်မှာတော့အင်္ဂလိပ်လိုစာတမ်းထုတ်ပေးထားတာကိုလိုက်ဖတ်ပြီးတော့အပြောင်းလေ့ကျင့်ပေးပါတအုပ်နဲ့တအုပ်နားလည်မှုရှိဖို့ကအရေးကြီးတယ်တို့တွေဂရုတည်ဖို့ကအရေးကြီးတယ်တို့စိတ်ပြောင်းမသွားဖို့ကအရေးကြီးတယ်လက်ညှိုးမှုတွေအတိုင်းလုပ်ဖို့ကအရေးကြီးတယ်